ခလုတ်တွေရှိတယ်။နင်းအတွက်အသက်အန္တရာယ်ဖြစ်လာနိုင်တယ်နော် ပန်းနေကြလာဘူး။လူရင်းတူရှင်းပြော ဒီလိုပါဆရာသိန်း400ဆိုပါလားဘယ်လိုခံဖို့ ဒီပြန်လာလည်းမသိဘူးဗျာဟာခင်ဗျားတို့ဘာလုပ်နေလဲ ယောက်ျားရေယောက်ျားအသက်ချက်ပေးရမှပြန်မမရှိဘူးနော်အကောင်တော့ထုတ်ပေးလိုက်အကောင်ထုတ်ပေးလိုက်ယောက်ျားရေအကောင်လုံးတော့ထုတ်ပေးလိုက်ပါကြာကြီးတာဆိုဘာလို့အဲ့လိုတော့ကြားနေရလဲညှောနေအောင်အော်ယောက်ျားအမလေးကျမမှရှင့်ကိုစောင့်လိုက်ရတာမျောလိုက်ရတာလဲပြောမနေနဲ့ ကဲမိမကြီးငါတို့ဒီနေ့တော့အောင်မြင်ပြီอ่ะ ဘာအောင်နေတာတော့ယောက်ျားရေပြောပါဦး ဟာပရိုစီးနေတဲ့ကားလေးလေဒီနေ့ရောင်းတာ3,400ရပြီ ဟဲ့တော့ဝင်းတော်လိုက်တယ်ယောက်ျားလေးတော့ရလား အေး3,400ရော ဟဲ့အဲ့ဆိုမိမတို့မြတ်သွားတာပေါ့ မြတ်တော့မြတ်တာပေါ့မိမရဒါပဲဒါမပေမဲ့မပြောနဲ့ကျမဒီမှာစိတ်ထဲတော်တော်မကောင်းဖြစ်နေကြဒီကားတွေကကျမတို့လင်းမြညောက်တော့ကမရှိမဖြစ်ပဲလေဒီကားလေးကဒါပေမဲ့အသုံးစိတ်တော်လူတို့ကရောင်းရတာယောက်ျားရဲ့စိတ်ထဲတော့မကောင်းဘူးဒါပေမဲ့အစိုးရအကောင့်တစ်ခုပေါ့ဟိုမြက်တယ်ဆိုတော့ပြောတာပါယောက်ျားဟုတ်တယ်မလားနော် ဟဲ့ကဲပတ်စံ3,400ရပြီဆိုတော့မိမကြီးတို့အဲ့ဒါဘာလုပ်ရင်ကောင်းလဲ ဒါရှင်ပူရမှာမဟုတ်ဒါကျမပူရမှာ အမေ 3,400ကို200ကိုကျမစတိုးဆိုင်ဖွင့် မဲဟုတ်ပါတော့အဲ 200ကိုဒါကျမတို့လင်းမြသုံးဖို့တော့ချမ်းမှာပေါ့ကျမရေမကောင်းနေတာသုံးလို့ရတယ်လေဟုတ်ဘူးလား ဟုတ်ပါပြီဟုတ်ပါကဲကဲပတ်စံလေးရပြီဘိုးကလည်းချုပ်လာပြီဆိုတော့ကဲ ကဲဘာတွေဗရမ်းမတာတွေကိုင်းနေမကိုင်းနေလားမလုံးနဲ့ရောဒီပတ်ဆိုင်ကိုခဏယူထားကျမပြောဦးမယ်ဒီမှာတိုင်ရင်ကျော်မှာအတော်လို့တော့ကျမကြီးမကောင်းဘူးဖြစ်နေတယ်နော်ဒီညကျမအဲ့ဒီမှာသွားအိပ်ရမယ်ရှင်ပတ်ဆိုင်ကိုလည်းဂရုစိုက် တယောက်တည်းမှာပါဆိုဒီည တယောက်တည်းအိပ်ရမှာပေါ့တညတည်းရှင်ဘာဖြစ်နေရတော့တညတည်းကို အဲ့ဒါတော့ တော်ဖြစ်နေရလားမခက်နဲ့သွားပြီကျမ ဘေးဘေးကိုင်းလည်းမကိုင်းရဘူးဒီညဘာမှလည်းမ သွားပြီနော်ကောင်းမနေကပတ်ဆိုင်ဂရုစိုက်အောင် သိန်း400ဆိုပါလားဟာသိန်း400ဆိုလဲတဲ့ပတ်စံမဟုတ်အတင်းကတော့အကြမ်းကြရမယ်ဟုတ်ပြီအဒီအင်ကိုဒီညအဲ့သိန်း400မရရအောင်ခိုးမယ်အဲ့သိန်း400မရရအောင်ခိုးမယ်ဟုတ်ပြီအဒီအင်ကိုဒီညဝင်ခိုးရမယ်ဟုတ် ကျိုးဝဲခလုတ်တွေရှိတယ်နင်းအတွက်အသက်အန္တရာယ်ဖြစ်လာနိုင်တယ်နော် ပန်းနေကြလာပါဗျာ လူရင်းတူရှင်းပြော ဒီလိုပါဆရာကြီးဒီမယား2ယောက်ရှိတယ်ယောက်ျားကားသွားရောင်းကားတောင်းရောင်းပြီးပြန်လာတယ် ဟာဟေ့အဲ့ဒါနဲ့ငါနဲ့ဘာပတ်သက်လို့လဲဟမ်ဘာဆိုင်လို့လဲ ဟုတ်လေဆရာကြီးကားသွားရောင်းပြီးတော့ပြန်လာပြန်3,400ပါ 3,400အဲ့ပါလေ ဆရာကြီးလိုလိုက်ယူ ဟဲ့ကြော်တယ်အဲ့တော့ဒီညအဲ့ဒီအိမ်ကိုတိုက်မယ် ဆရာကြီး သမင်းသားလေးသိန်းဟာဟေ့မင်းကသမင်းသားအောင်မင်းနေတာဘာလဲကွာဒါ ဆရာကြီးအောင်ဝဲစင်နိုင်ကိုပေးရတယ် အဲ့ဒါမှမလို့ဘူးအဲ့ဒါအဲ့တော့ငါပြန်လာရင်ပတ်စံတွေရေဖို့တာမပြတ်လာဘူး
မအော်နဲ့ 呀， မအော်နဲ့ 没熬呀，呀呀， မင်းမင်းလေ 没别熬呀， အေးရဟုတ်တော့600ခဏရှိရ600ရ 这个把那么细熬呀， ရိုးနေပြီဒါမှမဟုတ်ရိုးနေပြီကောက်လာမလို့နဲ့ထောက်ဆန်းအဲ့တော့တာဒီထောက်တော့တာဒီထောက်တော့မထောက်ရကောင်းပြောင်းသွားတယ် 这个把中呀，把那么细熬呀，这个把那么细熬 ကောင်း 呀， တော့ငါ ယောက်ျားအသားနာမခံနဲ့ထုံပေးလိုက်ဒုက္ခပဲယောက်ျားအသားနာမခံနဲ့ထုံပေးလိုက်နော်ယောက်ျား 都干嘛呀？ ဟာ 呀 ဟာ 呀， မိမအော်မင်းတော့ပြောတယ်ဟဲ့ထောက်ဆန်းဟဲ့မင်းအသားမနာကြမကြည့်တာထောက်ဆန်းဟဲ့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 呀，好气的ထောက်ထောက် 这个把中熬，这个把那么细熬呀，我把你我你看你呀， ဟဲ့ 呀， ယောက်ျားရဲ့အသားနာမခံနဲ့ထုံပေးလိုက် ဟဲ့ 呀 ဟဲ့လား 呀， မိမတော့ပြောနေတယ်ထောက်ပေးလားဟဲ့ထောက်ပေးလားဟဲ့ထောက်ပေးလားထောက်ပေးလားဟဲ့都把呀，这个把中呀，把那么细了吧呀，这个把那么细了吧呀。 ယောက်ျားအသားချက်ပေးရမှတန်မိုးမရှိဘူးနော်အကောင်တော့ထုတ်ပေးလိုက်အကောင်ထုတ်ပေးလိုက်ယောက်ျားရဲ့အကောင်လုံးတော့ထုတ်ပေးလိုက်ပါ ကောင်းပါလားဟဲ့ထောက်လာတိုင်းလေးရထောက်လာ 不要再练，这个不要后面把人家，把这个再练人家。 ဟဲ့မင်းအားရောင်လို့ကြားတယ်သိန်းလေးရဟဲ့ဟုတ်လားထောက်ဆန်းထောက်ပဲဟဲ့သိန်းလေးရထောက်ပဲမင်းအသက်မသေးဘူး အာမင်းသားတော့ကြည့်မရှိပြန်လာလားမသိဘူးဗျာဟာခမရတော့ဘာလုပ်နေလဲဟမ် ဟဲ့မင်းနဲ့မဆိုင်အသားလေးနေတာတားလေးနေတာဟဲ့သိန်းလေးရထောက်ပဲသားသိန်းလေးရထောက်ပဲသား ကျွန်တော်ကပါလိမ့်လေးရပါမရှိပါဘူးဗျာကျွန်တော်အိမ်ပိုင်ကြီးမဟုတ်ဘူးအဲ့ဒါအိမ်ပိုင်ကြီးဗျာကျွန်တော်ကသခိုးမြာ ယောက်ျားအသားနာမခံနဲ့ထုံပေးလိုက်ဒုက္ခပဲယောက်ျားအသားနာမခံနဲ့ထုံပေးလိုက်နော်ယောက်ျား ဘာလို့အဲ့လိုကြားနေရလဲမျောနေရအော်ယောက်ျားအမလေးကျမမှရှင့်ကိုစောင့်လိုက်ရတာမျောလိုက်ရတာလည်းပြောမနေနဲ့ ကဲမိမကြီးဘာလို့ဒီနေ့တော့အောင်မြင်ပြီလား ဘာအောင်နေတာတော့ယောက်ျားရေပြောပါဦး လူစီးနေတဲ့ကားလေးလေဒီနေ့ရောင်းတာသိန်း400ရပြီ ဟဲ့တော့ဘယ်နိုင်လဲယောက်ျားရေးရတော့ရလား အေးသိန်း400ရော ဟဲ့အဲ့ဒီမိမတို့မြတ်သွားတာပေါ့ မြတ်တော့ပါမိမရဒါမှမဟုတ် ဆရာရရစီ ကဲပတ်စံသိန်း400ရပြီဆိုတော့မိမကြီးတို့အဲ့ဒါဘာလုပ်နေလဲ ဒါရှင်ပူရမှာမဟုတ်ဒါကျမပူရမှာသိန်း400ကို200ကိုကျမတိုးဆိုင်ခဲ့ ဟုတ်ပါတော့ဟဲ့ 200တဲ့ဒါကျမတို့နေများတုံးဖို့တော့ချမ်းမှာပေါ့ကျမရေမကောင်းနေတာ300ရတယ်ဟုတ်လား ဟုတ်ပါတော့ကဲပတ်စံလေးရပြီဘိုးကလည်းချုပ်လာပြီကဲ ကဲဘာတွေဗရမ်းမတာတွေကိုင်းနေမကိုင်းနေလားမလို့နဲ့ပြောဒီပတ်ဆိုင်ကိုခဏယူထားကျမပြောဦးမယ်ဒီမှာတိုင်ရင်ကြောမှာအတော်လို့တော့ကျမရေမကောင်းဘူးဖြစ်နေတယ်နော်ဒီနေ့ကျမအဲ့ဒီမှာသွားအိပ်ရမယ်ရှင်ပတ်ဆိုင်ကိုလည်းဂရုစိုက် အပြောင်းလေးရမှာပါလို့ဒီနေ့ တယောက်တည်းအိပ်ရမှာပေါ့တညတည်းရှင်ဘာဖြစ်နေရလဲတညတည်းတော်ဖြစ်နေဟဲ့လားမခက်နဲ့သွားပြီကျမ ဒီတိုင်းလည်းမကိုင်းရဘူးဒီကဘာမှလည်း သွားပြီနော်ကောင်းဝင်နေကပတ်ဆိုင်ကိုယူထားရော